ညီမလေးတို့လိမ့်ဆက်ဆံဘူးလားလိန်ညာပြီးတော့လေဆက်ဆံဘူးလားလို့ပြောရမိဘတွေကိုတို့ဘာလဲလေလိန်ညာပြီးတော့ဆက်ဆံတာလေညာနေကြမူးတော်ဝါလားမူတော်ဝါတနေလိုက်ကြည့်ဒီတော့ညာပြီးနေကြအေးဘလို့ညာပြီးလို့ရှိပေါ်ကတော့ဒီပဲပြောလိုက်မြင်စရာဟိုက်လိုက်ညာလို့မမမီဟိုက်အများကြီးတည်းမှာကတခုလောက်ဒီမှာသူ့မိဘရအဲ့လိုမျိုးတငယ်ချင်းတွေနဲ့ပဲသွားတာဒါပေမဲ့အဲ့လိုစိတ်မချဘူးကွာဒီရရောက်နေစိတ်မချဘူးဆိုတော့အဲ့ခါကျတော့စာလို့ပို့ပါလို့ရှောက်ညာပြီးတော့ခေါ်စာအုပ်ပဲနေဟောတလောက်တာလေဒီလိုမျိုးဒီလိုအပြင်လျှောက်လေရပါပဲဒါပေမဲ့ဒီမှာအတန်းပြောရင်တမ်းမပြန်မဲနဲ့အဲ့လိုမျိုးအဲ့လိုလိမ်ပြီးတော့ coffee time ပါရှာအဲ့လိုမျိုးအခုလေစာလုံးဝဆိုထွက်လာကြလားညီမလေးရောဘလို့လိမ့်လဲသူတို့လိမ်ခိုင်းလိုက်ဖုန်းထိုးပေးတစင်ကန်လိမ့်ကြီး